ဒီအနီရောင်ကြိုပုံမှာတော့ဇိုဒုံကဇာဒါငမျိုးနွယ်စုကမြေပုံရဲ့နေရာတော်တော်များများကိုစိုးမိုးထားပါတယ်။သူတို့စီမှာမရှိသင့်မရှိထိုက်တဲ့ကဘာပြက်စေနိုင်တဲ့နည်းပညာအစမ်းစားတွေရှိနေတာကြောင့်ဟီလီယမ်ဘယင်ကြီးခတ်များသူပြည်သူတွေအသက်ရှင်ဖို့အတွက်မင်းသမီးဒေဂျာကိုစစ်ဘယင်ဆက်တန်ဆယ်ဘဒန်နဲ့လက်ထပ်ပေးပါမယ်လို့ကတိပေးခဲ့ရရှာတယ်။ဒါပေမဲ့ကံကြမ္မာကိုအရှုံးမပေးခြင်းနဲ့မင်းသမီးလေးဟာထွက်ပြေးခဲ့ပြီးအသက်လူရမယ့်အဆိုးဝါးဆုံးအချိန်ကြာမှဂျွန်ဂျန်ရဲ့ကယ်တင်ခြင်းကိုခံခဲ့ရတာပါ။တိုက်ပွဲအပြီးမှာတော့မင်းသမီးလေးဟာဒီလိုဝက်ဆန်ပြတဲ့လူစိမ်းအပေါ်အတော်လေးစိတ်ဝင်စားသွားခဲ့တယ်။ဂျွန်ရဲ့နတ်ဖျားတစ်ပါးလိုထူးခြားတဲ့ခန္ဓာကိုယ်စွမ်းအားတွေဟာကဘာမြေပြင်ကသူ့ရဲ့ဇီဝဗေဒဖွဲ့စည်းပုံကြောင့်ဖြစ်တယ်ဆိုတာကိုလည်းမင်းသမီးကရှင်းပြခဲ့ပါတယ်။အဲ့ဒီနောက်မင်းသမီးကဂျွန်ကိုအော့ဝတ်ဘီလူးတွေရဲ့တားမြစ်ထားတဲ့ဝတ်ပြုကျောင်းစီခေါ်သွားခဲ့တယ်။အဲ့ဒီနေရာကရှေးဟောင်းကျောက်စာတွေပေါ်မှာတော့လူသားတွေဟာအရင်က Isis ရဲ့တကားပေါက်တွေကတဆင့် Mars ဂျိုစီဘလို့ရောက်လာပြီးနတ်ဖျားတွေလိုကိုးကွယ်ခံခဲ့ရလဲဆိုတာကိုအထင်ရှားမှတ်တမ်းတင်ထားတာပါ။မင်းသမီးလေးကဂျွန်ကိုအပေးအယူတစ်ခုကမ်းလှမ်းခဲ့တယ်။အကယ်၍ဂျွန်ကသူမရဲ့တိုင်းပြည်ကိုပြန်သိမ်းပိုက်ဖို့ကူညီပေးမယ်ဆိုရင်သူမကဂျွန်ကို Isis တကားစီခေါ်သွားပြီးကဘာမြေကိုပြန်ပို့ပေးမယ်ပေါ့။အဲ့ဒီအချိန်မှာပဲတောပုံအော့ဘီလူးအုပ်ကြီးကဝတ်ပြုကျောင်းကိုရုတ်တရက်ဝိုင်းလိုက်ကြပါတယ်။ဆိုလာဟာဒီတားမြင့်မြေတဲ့ကိုပြင်ပလူတွေခေါ်လာခဲ့တဲ့အတွက်ကွမျက်ခံရမယ့်အခြေအနေရောက်သွားပေမဲ့မျိုးနွယ်စုကောင်းဆောင်ကြီးကကြားဖြတ်ဝင်ပါပြီးသူတို့အားလုံးကိုအသက်ချမ်းသာပေးခဲ့တယ်လို့လှုပ်ဝက်ချက်ကြီးတစ်ခုကိုလည်းဖွင့်ဟလိုက်ပါတယ်။အဲ့ဒါကတော့ဆိုလာဟာသူ့ရဲ့ကွဲကွာနေတဲ့သမီးရင်းဖြစ်နေတာပါပဲခေါင်းဆောင်ကြီးကငါမင်းတို့ကိုလှုပ်ပေးမယ်။ဒါပေမဲ့ဂတိတစ်ခုတော့ပေးရမယ်။ဆိုလာကိုမင်းတို့နဲ့အတူမြစ်အတိုင်းခေါ်သွားပေးပါလို့ပြောလိုက်ပေမဲ့Jack ရဲ့အဆိုးဝါးဆုံးတစ္ဆာဖောက်မှုကသူတို့ကိုစောင့်ကြိုနေခဲ့ပါတယ်။ဒီလိုနဲ့လူ၃ယောက်နဲ့တစ္ဆာရှိတဲ့အမဲလိုက်ခွေးကြီးတို့ဟာခီးကျန်းနေရင်အနေရများတဲ့မြေပြင်တွေကိုဖျက်ကျော်ကနောက်ဆုံးမှာတော့အိုက်စစ်တကားကိုဖွင့်နိုင်ခဲ့ကြပါတယ်။သူတို့တွေစက်ကြဝဠာတော့ချက်ကိုထည့်လိုက်တဲ့အချိန်မှာပဲအလင်းတန်းကိုပွင့်ထွက်လာပြီးကျမ်းပြင်ပေါ်ကရှုပ်ထွေးဆန်းပြတဲ့မှော်စာလုံးတွေကိုပေါ်ထွက်လာစေခဲ့တယ်။ဒါပေမဲ့ဒီရှေးဟောင်းဘာသာစကားကိုသူတို့မဖတ်တတ်တာကြောင့်ဟီလီယမ်မြို့တော်ရဲ့နန်းတွင်းမော်ကုန်းတိုက်ထဲကိုခိုးဝင်ပြီးရှာဖွေရတော့မယ်ဆိုတာရိပ်မိသွားကြပါတယ်။ဒါပေမဲ့မိုးရွာလျင်ရေကန်ဆူဒုက္ခရောက်လျင်တပြိုင်နက်ဆူတယ်လို့ပါပဲသူတို့ဝတ်ပြုကြောင်းတွေကထွက်လာတာနဲ့မကောင်းဆိုးဝါးဆုံးကဝေတယောက်ထိန်းချုပ်ထားတဲ့ရန်သူဘီလူတပ်ဖွဲ့ရဲ့ခြုံခိုတိုက်ခိုက်ခြင်းကိုခံလိုက်ရတယ်ရန်သူတွေအလုံးရင်းနဲ့တက်လာတာကိုမြင်တော့ဂျွန်ကသူတို့တွေစုတ်ခွာနိုင်ဖို့အတွက်တယောက်တည်းရန်သူရှိမှမတ်တက်ရက်ပြီးခံစစ်ယူပေးခဲ့တယ်အယမ်းမြန်တဲ့ Mars ဂျိုခွေးကြီးရဲ့အကူအညီနဲ့ဂျွန်တယောက်သွေးယူစစ်နက်ဖျားမှု Berserker Mode ဝင်သွားပြီးရန်သူတွေကိုတလိုင်းပြီးတလိုင်းခုတ်ထစ်ပစ်လိုက်တာနောက်ဆုံးအလောင်းတောင်လိုပုံနေတဲ့အပေါ်မှာရက်နေတဲ့အထိပါပဲအဲ့ဒီလိုအထုပ်ထိပ်ရောက်နေတဲ့အချိန်မှာပဲဟီလီယမ်ရဲ့စစ်တင်မောတွေအချိန်ကရောက်ရှိလာပြီးကြန့်ရှိနေတဲ့ရန်သူတွေကိုအဝေးကနေအပြင်းအထန်ပုံကျဲချေမှုပစ်လိုက်ပါတယ်မင်းသမီးလေးဘေးကင်းသွားပေမဲ့စစ်ပရင်ဆက်တန်ကသူတို့ကိုရုတ်တရက်ခြုံခိုတိုက်ခိုက်ပြီးမင်းသမီးရဲ့အသက်နဲ့ချင်းချောက်ကအင်အားကုန်ခန်းနေတဲ့ဂျွန်ကိုအကြက်ကင်မာတော့တယ်ပြည်သူတွေရဲ့အသက်ရှင်တန်ရေးအတွက်ဒီနိုင်ငံရေးအကြက်ကင်အိမ်အောင်ရေးကိုဆက်လက်လှုပ်ဆောင်ဖို့ဖိအားပေးခြင်းခံလိုက်ရတယ်ဂျွန်နိုးလာတဲ့အချိန်မှာတော့မြို့တော်ရဲ့နန်းတော်ထဲမှာအကျယ်ချုပ်ခံထားရပါတယ်အဲ့ဒီအချိန်မှာတစ္ဆာရှိတဲ့ဟီလီယမ်ဗိုလ်ချုပ်တယောက်ကရုတ်တရက်အခန်းထဲကိုစီးနှင်းဝင်ရောက်လာပြီးဂျွန်လွတ်မြောက်ဖို့အတွက်ဓာတ်ဆခံဖမ်းဆီးတဲ့ပုံစံမျိုးဟန်ဆောင်ပြီးကူညီပေးခဲ့တယ်။သူတို့နှစ်ယောက်ဟာနန်းတော်စောင့်တပ်တွေကိုတိုက်ခိုက်ရင်းမင်္ဂလာဆောင်ဖို့အတွက်တယောက်တည်းပြင်ဆင်နေတဲ့မင်းသမီးလေးစီကိုဖျက်လန်းကနေတန်းမတ်သွားခဲ့ကြပါတယ်။မင်းသမီးလေးကအချွေရန်တွေကိုအပြင်လွှတ်လိုက်ပြီးစက်ကြဝဠာလျှို့ဝှက်စကားဝက်ထားဆိုတဲ့ကိုဂျွန်ရဲ့မှတ်ညံနဲ့ရောက်အောင်အမြန်ဆုံးအလွတ်ကျက်ခိုင်းလိုက်တယ်။စက်တန်နဲ့သူ့ရဲ့အဆောင်တွေတကားကိုရိုက်ချိုးပြီးဝင်လာတဲ့အချိန်မှာပဲဂျွန်ဟာဝုန်းကနေအလင်းထဲတစ်ခုဖြစ်ပြောင်းလဲကလေထဲမှာတင်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။မတ်ဂျိုပေါ်မှာတော့ကဘာမြေကရောက်လာတဲ့အနှိုင်းမဲ့စစ်နက်ဖျားကြီးရဲ့တန်တိုင်းတစ်ခုကိုပဲခြံထားရစ်ခဲ့ရင်ပေါ့